အားလုံးပဲမင်္ဂလာပါဒီနေ့တော့ချစ်ချင်းဆိုတဲ့ခေါင်းစဉ်အားဖြင့်အတူတကွနှုတ်ကပတ်တော်ကိုပြန်လည်ပြီးမှခုအားယူကြပါစို့ဒီကနေ့ကျွန်တော်ပတ်ဝန်းကျင်ထဲမှာဒီနေ့လူလောကထဲမှာလိုအပ်နေတော့အရာတွေတခြားအရာမဟုတ်ပါဘူးငွေရေးကြေးရေးအဲ့ဒီအရာတွေအဲ့လောက်အရေးမကြီးဘူးစီးစိမ်ဥစ္စာပကတနာအဲ့ဒီအရာတွေတော့အရေးမကြီးဘူးဒီကနေ့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ထဲမှာကျွန်တော်တို့နေထိုင်တဲ့လောကကဘာထဲမှာအလိုအဆုံးသောအရာဟာတစ်ခုပဲရှိပါတယ်အရေးကြီးဆုံးသောအရာလိုအဆုံးသောအရာတစ်ခုရှိတယ်အဲ့ဒီအရာတွေကဂုဏ်စည်းစိမ်တွေမဟုတ်ဘူးယာထုအာဏာတွေမဟုတ်ဘူးလိုအပ်နေသောအရာကဘာလဲဆိုရင်ဖယားသခင်ရဲ့ချစ်ချင်းမေတ္တာဖြစ်တယ်ပြောချင်တဲ့အရာကအချစ်လိုနေတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့နေထိုင်တဲ့လောကကဘာကြီးကဘာလိုနေတယ်လဲဆိုရင်ချစ်ချင်းမေတ္တာလိုအပ်နေတယ်ချစ်ချင်းမေတ္တာလိုအပ်နေတယ်ချစ်တော်မိတ်ဆွေဒီကနေ့ကျွန်တော်ရဲ့ဘဝအတ္တတာထဲမှာအရေးကြီးဆုံးသောအရာဟာငွေရေးကြေးရေးလည်းမဟုတ်ဘူးစီးစိမ်ပကာသနာလည်းမဟုတ်ဘူးဂုဏ်ရာထူးတွေလည်းမဟုတ်ဘူးဘာလဲချစ်ချင်းမေတ္တာဟာအရေးကြီးဆုံးသောအရာဖြစ်တယ်ဒါကြောင့်ဒီကနေ့ချစ်ချင်းမေတ္တာနဲ့ဆိုင်ပြီးမှအနည်းငယ်လေးဝင်ငှချင်ပါတယ်အနည်းငယ်လေးဖြစ်တယ်ဓမ္မကျမ်းစာတစ်ပိုက်ကိုဖတ်ချင်ပါတယ်ရှင်ယောဟန်ဩဝါဒစာပထမဆောင်အခန်းကြီး3အပိုက်ငယ်18ကိုကျွန်တော်ဖတ်ပါမယ်ချစ်သားတို့ငါတို့ဒီစကားပြောကားများအားဖြင့်ဒါမချစ်ပဲစိတ်ပါကိုရောက်ဧကန်အမှန်ချစ်ကြကုန်အားဓမ္မကျမ်းစာမှာဒီလိုပြောထားပါတယ်စိတ်ပါကိုရောက်ဧကန်အမှန်ချစ်ကြကုန်အားလို့ပြောပါတယ်ချစ်တော်မင်းဆွေဒီကနေ့ကျွန်တော်တို့ပတ်ဝန်းကျင်ထဲမှာကျွန်တော်လောကထဲမှာလူတိုင်းကချစ်တယ်ဆိုတဲ့စကားကိုပြောကြပါတယ်လူတိုင်းကချစ်တယ်ဆိုတဲ့စကားကိုအသုံးပြုကြတယ်ဒီနေ့လူငယ်တွေထဲမှာလဲလူကြီးတွေထဲမှာလဲလူမျိုးမှာမဆိုဒီနေ့ချစ်တယ်ဆိုတဲ့စကားကိုလူတိုင်းသုံးကြတယ်ဒါပေမဲ့ဒီကနေ့ကျွန်တော်တို့ရဲ့ချစ်ချင်းတွေကအယောင်တွေအင်မတန်မှများတယ်ကာလာဆုံးဖြစ်နေတယ်ဖြူစင်တန့်ရှင်းသောချစ်ချင်းမေတ္တာဒီကနေ့လောကထဲမှာမရှိဘူးမယုံရင်ကျွန်တော်တို့တေချာလေးစဉ်းစားကြည့်ရအောင်ကျွန်တော်တို့ကိုလောကထဲမှာရှိတဲ့လူတွေကကျွန်တော်တယောက်နဲ့တယောက်အပေါ်မှာထားတဲ့ချစ်ချင်းမေတ္တာတွေကအယောင်ပါတယ်ကာလာပါတယ်ရောတယ်မစစ်မှန်ဘူးချစ်ချင်းမေတ္တာတွေမစစ်မှန်ဘူးတင်းထဲကတခုခုကိုလိုချင်သောကြောင့်တာတဲ့တေကိုချစ်ချင်းမေတ္တာပြနေတာဖြစ်တယ်တင်းထဲကတူလိုအပ်သောအရာရသွားပြီဆိုရင်တင်းကိုထပ်ပြီးမှမချစ်တော့ဘူးတင်းကိုဝေးကနေရှောင်သွားလိမ့်မယ်ဝေးကနေရှောင်သွားလိမ့်မယ်လိုအပ်တဲ့အချိန်မှာတစ်မျိုးမလိုအပ်တော့တဲ့အချိန်မှာတစ်မျိုးဖြစ်တယ်ဒီလူတွေရဲ့ချစ်ချင်းမေတ္တာကလောကထဲမှာလူအမြောက်များစွာရဲ့ချစ်ချင်းမေတ္တာကအဲ့ဒီလိုပဲစစ်မှန်သောချစ်ချင်းမေတ္တာနဲ့တကယ်ချစ်တော်သူစိတ်ပါကိုရောက်ဧကအမှန်ချစ်တော်သူကဒီကနေ့လောကထဲမှာရှိတယ်ရှားတယ်အမတန်မှရှားတယ်ဒါကြောင့်ချစ်တော်မိတ်ဆွေများဒီကနေ့ကျွန်တော်တို့ရဲ့အတ္တထဲမှာတင်ရဲ့ချစ်ချင်းဟာဧကအမှန်စိတ်ပါကိုရောက်နှလုံးသားထဲကနေလာတဲ့ချစ်ချင်းမေတ္တာဖြစ်ဖို့အတွက်အမတန်မှအရေးကြီးပါလေအမတန်မှအရေးကြီးပါလေဒါကြောင့်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဓမ္မကျမ်းစာမှာလည်းကျွန်တော်ကိုပြောထားပါတယ်ချစ်သားတို့ငါတို့ဒီစကားပြောကားများအားဖြင့်ဒါမှချစ်ပဲနော်စကားအားဖြင့်ချစ်ဖို့မဟုတ်ဘူးစိတ်ပါကိုရောက်ပြောချင်တဲ့အရာကနှလုံးသားထဲကနေစစ်မှန်သောချစ်ချင်းမေတ္တာနဲ့အချင်းချင်းချစ်ကြဖို့ဖြစ်တယ်ဆိုဒီကနေ့လောကထဲမှာဖြစ်နေတဲ့အရာတစ်ခုနဲ့ကျွန်တော်ဥပမာပေးချင်ပါတယ်ဒီကနေ့ကျွန်တော်တို့လောကထဲမှာကြီးတဲ့အခါမှာတမီးစားတွေပေါ့နော်တမီးစားတွေလူငယ်တွေတမီးစားတွေရဲ့ကြားထဲမှာကိုကတကယ်ချစ်တယ်ဆိုရင်ကိုချစ်သူအတွက်ကိုဘာမဆိုလုပ်ပေးနိုင်တယ်ဘာမဆိုပေးဆက်နိုင်တယ်တကယ်စစ်မှန်သောချစ်ချင်းမေတ္တာနဲ့ချစ်တဲ့သူကနော်ကိုဘာမဆိုလုပ်ပေးနိုင်တယ်လုပ်ပေးနိုင်အတတ်နိုင်ဆုံးမှလည်းစူးစမ်းပြီးမှကိုယ်ထဲမှာရှိတဲ့အစွမ်းအစအားလုံးနဲ့ပါလေသူ့ရဲ့လိုအင်တွေကိုဖြည့်ဆည်းပေးခြင်းနဲ့ဖြည့်ဆည်းပေးခြင်းနဲ့
ဒါကတမီးစားတွေရဲ့အခြေအနေမှာပါဒါပေမဲ့တကယ်မချစ်တော့သူတွေကတကယ်မချစ်တဲ့သူတွေစကားအားဖြင့်ပဲနှုတ်အားဖြင့်ပဲချစ်တဲ့သူတွေနှလုံးသားထဲကနေချစ်တဲ့သူတွေမဟုတ်ဘူးဆိုရင်တော့တတိထားဆရာဖြစ်တယ်အဲ့ဒီအရာတွေကိုမယုံမိစေနဲ့ခုနတော့ကပြောပြီးနှုတ်ဖျားကနေပဲပြောတဲ့အရာနှလုံးသားထဲကနေဧကအမှန်မဟုတ်တဲ့အရာကတင်းထဲကတခုခုတူရပြီဆိုတာနဲ့တင်းထံကထွက်သွားလိမ့်မယ်အဲ့ဒါကတမီးစားတွေရဲ့အခြေအနေပေါ့နော်ဆိုတော့နောက်ထပ်တစ်ခုကပါလဲဆိုရင်မိသားစုအခြေအနေကိုပြောချင်ပါမိသားစုထဲမှာတာတမီးတွေအတွက်ဆိုရင်မိဘကဘာမဆိုလုပ်ပေးဖို့အဆင်သင့်ရှိတယ်ရုပ်စွာအဆုံးအသက်ပေးဖို့တောင်မှကိုယ့်ရဲ့တာသမီးတွေအတွက်ဆိုရင်မိဘကအဆင်သင့်ရှိတယ်ဘာကြောင့်လဲဆိုရင်ကိုယ့်ရဲ့တာသမီးတွေကိုထပ်တန်ဖိုးထားလို့ချစ်တော်ကြောင့်ဖြစ်တယ်မချစ်ဘူးဆိုရင် no မလာဘူးတင်းတကယ်မချစ်တဲ့သူအတွက်တင်းအသက်မပြောနဲ့တင်းရဲ့အတားတော်မှအနာမခံချင်မှုဖြစ်တယ်ဒါပေမဲ့တကယ်ချစ်တဲ့အခါကျရင်နှလုံးသားထဲကနေစစ်မှန်သောချစ်ချင်းမေတ္တာနဲ့ဖြူစင်သောချစ်ချင်းမေတ္တာနဲ့တကယ်ချစ်တဲ့အခါကျတော့ကိုယ့်ရဲ့အသက်ကိုယ်တော်မှာပေးနိုင်တဲ့အထိဖြစ်လာတယ်ဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာကြီးတဲ့အခါမှာကျွန်တော်တို့ကိုအင်မတန်မှချစ်တဲ့ပုဂ္ဂိုလ်တယောက်ရှိတယ်ကျွန်တော်တို့လောက်အပြစ်များတဲ့သူကျွန်တော်တို့လောက်ချစ်စရာမကောင်းတဲ့သူဒီနေ့လောကထဲမှာကျွန်တော်တို့ပဲရှိတယ်တခြားလူတွေမရှိဘူးကျွန်တော်တို့လောကလူသားတွေအားလုံးကချစ်စရာမကောင်းပါဘူးချစ်စရာမကောင်းတဲ့ကျွန်တော်တို့ကိုထာဝရဘုရားကယေရှုခရစ်တော်ဘုရားကအသက်ပေးပြီးချစ်ခဲ့တာဖြစ်တယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကိုအင်မတန်မှချစ်တော်ကြောင့်ကျွန်တော်တို့ပျက်စီးသွားမှာကိုမလိုလားတော့ကြောင့်ဖြစ်တယ်။ဘာကြောင့်ကျွန်တော်မဲဆိုတကယ်ချစ်တဲ့သူတွေကကိုချစ်တဲ့သူကိုအားဖြင့်ပျက်စီးသွားဖို့ဒါမှမဟုတ်ကိုချစ်တဲ့သူအကျိုးနည်းဖို့အတွက်ဘာမှမလုပ်ပါဘူးကိုချစ်တဲ့သူအကျိုးရှိဖို့အတွက်ကိုချစ်တဲ့သူစိတ်ချမ်းသာဖို့အတွက်ဒါလေလှုပ်ဆောင်ကြတာဖြစ်တယ်ဒီကနေ့ကျွန်တော်တို့အသက်တာထဲမှာပြန်ပြီးမှစဉ်းစားဖို့ဖြစ်တယ်ဒီနေ့ယေရှုခရစ်တော်ဘုရားကလောကမှာရှိတဲ့မိတ်ဆွေအပါအဝင်ကျွန်တော်တို့အားလုံးကိုအင်မတန်မှချစ်တော်ကြောင့်သူအသက်ပေးပြီးမှကျွန်တော်တို့ကိုကယ်တင်ခဲ့တာဖြစ်တယ်ကယ်တင်ခဲ့တာဖြစ်တယ်အဲ့ဒါကဘာအတွက်ကြောင့်လဲဆိုရင်ကျွန်တော်တို့ကိုအင်မတန်မှချစ်တော်ကြောင့်ဖြစ်တယ်ကျွန်တော်တို့ကိုအင်မတန်မှမျက်နှိုးတော်ကြောင့်အပြောတတ်မဟုတ်ဘူးနော်နှလုံးသားထဲကနေတကယ်ပဲအင်မတန်ဧကအမှန်ချစ်တော်ကြောင့်ဘာဖြစ်တယ်လဲဆိုရင်ဘာလို့ပေးခဲ့တယ်လဲဆိုရင်သူ့ရဲ့အသက်ကိုတော့မှစတေးပြီးမှကျွန်တော်တို့ကိုအပေကနေသာဝရဒုက္ခချမ်းသာတဲ့ရွေးဝယ်ခဲ့တာဖြစ်တယ်ဆိုတော့ဒီကနေ့ကျွန်တော်တို့အသက်တာထဲမှာချစ်တော်ယုံကြည်သူဓမ္မမိတ်ဆွေများစဉ်းစားကြည့်ရအောင်ဒီကနေ့ကျွန်တော်တို့ကိုမေးလိုက်မယ်တင်ဘုရားသခင်ကိုတကယ်ချစ်သလားလို့မေးတဲ့အခါမှာအချို့တော်သူတွေအများစုကဘုရားသခင်ကိုတကယ်ချစ်ပါတယ်လို့ပြောကြပါလိမ့်မယ်တင်ဘုရားသခင်ကိုတကယ်ချစ်တယ်ဆိုရင်ဘုရားသခင်ကိုတင်တကယ်အချိန်ပေးလို့လားဘုရားအလိုတော်ရှိတဲ့အရာကိုတင်တကယ်လက်ခံရဲ့လားဘုရားနှစ်သက်သောအရာကိုတင်နှစ်သက်ရဲ့လားဒီကနေ့ကျွန်တော်တို့ကဘုရားကိုချစ်တယ်လို့သာပြောနေပေမဲ့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာဘုရားနဲ့ဆန့်ကျင်ဘက်အရာတွေအင်မတန်မှများနေတယ်ကျွန်တော်လှုပ်ဆောင်နေတဲ့အရာကျွန်တော်ဦးစားပေးနေတော့အရာဘုရားကိုမဟုတ်ဘဲနဲ့လောကအရာကိုဖြစ်နေတတ်တယ်ခုနကတော့ပြောပြီးကျွန်တော်တို့တကယ်ချစ်တယ်ဆိုရင်ကျွန်တော်တို့တကယ်ချစ်တဲ့သူကိုဗာပေးမှလည်းအချိန်ပေးမှဖြစ်တယ်ကိုယ်ထဲမှာရှိတဲ့အရာအားလုံးကိုပုံအောမှာဖြစ်တယ်ဒီနေ့ကျွန်တော်တို့အသက်တာထဲမှာအဲ့ဒီအရာကအင်မတန်မှအရေးကြီးပါတယ်ဘုရားကတင့်ကိုတကယ်ချစ်တာဖြစ်တယ်တင့်ကိုတကယ်ချစ်လို့တင့်ကိုရွေးနှုတ်ခဲ့တာဖြစ်တယ်အသက်ပေးပြီးချစ်ခဲ့တာဖြစ်တယ်ဘုရားကကျွန်တော်ကိုချစ်တယ်ဆိုတာလောကတိုင်မှာသူတက်တည်ပြပေးတာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာတင်ဘုရားကိုတကယ်ချစ်တယ်ဆိုတာဘယ်လိုတက်တည်ပြမလဲတင်ဘုရားကိုတကယ်ပဲအမှန်အကန်နော်အတွင်းနှလုံးသားထဲကနေချစ်တယ်ဆိုရင်ဘယ်လိုတက်တည်ပြမလဲတင်တကယ်ချစ်တယ်ဆိုရင်တင်ဘုရားကိုနံပါတ်1အချိန်ပေးလာမှာဖြစ်တယ်ဘုရားကိုတင်ဦးစားပေးလာမှာဖြစ်တယ်
ဖယားအလိုတော်ရှိသောအရာကိုတင်ပါလေလိုက်လျှောက်လာမှာဖြစ်တယ်ဖယားတခင်နဲ့တင်တဖြည်းဖြည်းပို့ပြီးမှယဉ်နီးကျွမ်းဝင်လာအောင်ပါလေတင်လှုပ်ဆောင်လာမှာဖြစ်တယ်ဒါကြောင့်ချစ်တော်ဓမ္မမိတ်ဆွေများအရောက်ချင်းစီတိုင်းကိုဒီကနေ့ခုအားပေးခြင်းတဲ့အရာကပါလေဆိုရင်ကျွန်တော်အရောက်ချင်းစီတိုင်းကဗဇက်နဲ့ပဲနှုတ်နဲ့ပဲချစ်နေပုံမဟုတ်ဘူးအတွင်းနှလုံးသားကနေတကယ်အမှန်အကန်ဧကအမှန်ချစ်ဖို့ဖြစ်တယ်ဖြူစင်သောချစ်ချင်းမေတ္တာအဲ့ဒီအရာနဲ့ချစ်ဖို့ဖြစ်တယ်အဲ့ဒီချစ်စစ်မှန်သောချစ်ချင်းမေတ္တာကဘလိုမျိုးလူတွေစီမှာရှိတယ်လဲဆိုရင်တမန်ကျမ်းစာတဲ့တစ်ပိုက်ကိုဖတ်ရင်လည်းကျွန်တော်အနည်းငယ်ဝင်ငယ်မှနေကုန်းချုပ်ခြင်းပါပဲချစ်သူတို့ငါတို့ဒီအချင်းချင်းချစ်ကြကုန်မှာအကြောင်းမူကားချစ်ချင်းမေတ္တာဒီဘုရားသခင်နဲ့ဆက်ဆံရင်ချစ်တတ်သောသူမိတွေကဘုရားသခင်ဖြစ်ပွားစေတော်မူသောသူဖြစ်၏တမန်ကျမ်းစာကဒီလိုပြောပါတယ်ချစ်တတ်သောသူဟာဘုရားသခင်ဖြစ်ပွားစေတော်သူဖြစ်တယ်အဲ့ဒီချစ်တတ်တဲ့သူကနှုတ်ဖျားနဲ့ချစ်တာမဟုတ်ဘူးနော်ပါးစပ်နဲ့ပဲချစ်တာမဟုတ်ဘူးစကားပြောရုံပဲချစ်တာမဟုတ်ဘူးနှလုံးသားထဲကနေဧကအမှန်ချစ်တာဖြစ်တယ်ဒါကြောင့်တမန်တော်ရဲ့အခက်အချိန်အခါမှာဘုရားကိုအင်မတန်မှချစ်တဲ့အခါမှာဘုရားအတွက်ပါလေအသက်တောင်ပေးဖို့အတွက်ဖြစ်လာတယ်ဒီကနေ့ကျွန်တော်အသက်တာထဲမှာတင်ဘုရားကိုတကယ်ချစ်ရလားတင်ဘုရားကိုတကယ်ချစ်ရလားမချစ်ရလားဆိုတာကတင်ရဲ့အသက်တာတင်ရဲ့ပတ်ဝန်းကျင်ထဲမှာကြည့်ရတယ်သိနိုင်တယ်မိမိညီအကိုကိုချစ်တော်သူဟာဘုရားတကယ်ကိုချစ်တော်သူဖြစ်တယ်ခုနကတော့ပြောပြီးချစ်တယ်လို့ပြောတဲ့အခါမှာနှလုံးသားထဲကနေစိတ်ပါကိုရောက်ဧကအမှန်ချစ်တော်သူကိုဆိုလိုတာဖြစ်တယ်နှုတ်ဖျားကနေစကားအားဖြင့်ပဲချစ်တဲ့သူကိုမပြောချင်ဘူးနှလုံးသားထဲကနေစိတ်ပါကိုရောက်ဧကအမှန်ဖြူစင်သောချစ်ချင်းမေတ္တာဘုရားသခင်စီကလာတဲ့ချစ်ချင်းမေတ္တာနဲ့ချစ်တော်သူကိုပဲဘုရားသခင်ကဆိုလိုတာဖြစ်တယ်။ဒါကြောင့်ချစ်တော်မိတ်ဆွေများဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာစဉ်းစားရအောင်ဒီကနေ့ကျွန်တော်တို့ဟာပါးစပ်အားဖြင့်စကားပြောကာများပဲချစ်တာမဟုတ်ပဲနဲ့နှလုံးသားထဲကနေဧကအမှန်စစ်မှန်သောချစ်ချင်းမေတ္တာနဲ့အချင်းချင်းတယောက်နဲ့တယောက်ချစ်နိုင်ကြဖို့အတွက်ခွန်အားပေးခြင်းပါတယ်တိုက်တွန်းခြင်းပါတယ်ဒီကနေ့ကျွန်တော်တို့အရောက်ချင်းဆိုင်မုန်းနေကြဖို့မဟုတ်ပါဘူးအရောက်ချင်းစတဲ့ကတယောက်နဲ့တယောက်ပါလဲချစ်ကြဖို့ဖြစ်တယ်နှလုံးသားထဲကနေဧကအမှန်ချစ်ဖို့ဖြစ်တယ်ဒီနေ့ကျွန်တော်တို့ပတ်ဝန်းကျင်ထဲမှာကျွန်တော်လောကထဲမှာကျွန်တော်ရဲ့နိုင်ငံထဲမှာလိုအပ်နေတော့အရာဟာအာနာမှုဘူးယာထုမှုဘူးဂုံစည်းစိမ်မှုဘူးငွေရည်ကြေးပတ်စံတွေမဟုတ်ပါဘူးဘာလဲချစ်ချင်းမေတ္တာဖြစ်တယ်အဲ့ဒီလိုအပ်သောချစ်ချင်းမေတ္တာကဘာလို့လဲဆိုရင်ယေရှုခရစ်တော်ဖြစ်တယ်ယေရှုခရစ်တော်ဟာချစ်ချင်းမေတ္တာရှင်ဖြစ်တယ်ဒါကြောင့်ကျွန်တော်ရဲ့ပတ်ဝန်းကျင်ကျွန်တော်လောကထဲမှာကျွန်တော်ရဲ့နိုင်ငံထဲမှာလိုအပ်နေတော့အရာဟာချစ်ချင်းမေတ္တာဖြစ်တယ်ဆိုတဲ့အရာကိုဒီကနေ့ဝေငှခြင်းနဲ့ဒီကုန်းချုပ်ပါတယ်အရောက်ချင်းစီတိုင်းထိုစစ်မှန်သောချစ်ချင်းမေတ္တာနဲ့တယောက်နဲ့တယောက်ဧကအမှန်စိတ်ပါကိုရောက်နှလုံးသားထဲကနေဖြူစင်သောချစ်ချင်းမေတ္တာနဲ့ချစ်နိုင်ကြပါစေလို့ဝေငှရင်းနဲ့ဒီကုန်းချုပ်အပ်ပါတယ်အရောက်ချင်းစီတိုင်းကိုဘုရားခင်ကောင်းချီးပေးပါစေ